ကျွန်တော်ဟာဂိမ်းလောကမှာတော့ပါရမီရှင်တယောက်ပါဒါပေမဲ့အဖွားမှာကင်ဆာရောဂါရှိနေတာကိုသိလိုက်ရတဲ့နေ့မှာဂိမ်းအားလုံးကိုဆွန့်လွတ်ပြီးအဖွားစီပြန်လာခဲ့ပါတယ်မနက်တိုင်း9 နာရီဆိုအဖွားရဲ့စံပြုတ်ဆိုင်လေးမှာကူးရောင်းပေးခဲ့တယ်ဒါဟာချစ်လို့မဟုတ်ပဲတကယ်တော့အဖွားရဲ့အမွေကိုလိုချင်လို့ပါအိမ်ပြန်ရောက်တိုင်းအဖွားအိမ်ပုံတွေကိုခိုးရရင်ဒီအိမ်ရဲ့တကယ်ပေါက်ဈေးကဒေါ်လာ1 သန်းတန်နဲ့ဆိုတာသိလိုက်ရတယ်တရက်မှာတော့မိသားစုစုံလင်းဖျားသွားကြမယ်ဆိုလို့အဖွားကသူ့မှာရှိတဲ့အလှဆုံးအင်ဂျီလေးကိုထုတ်ဝတ်ကထိုင်ဆောင်နေခဲ့တယ်ဒါပေမဲ့မိသားစုတွေတကယ်တမ်းသွားကြတဲ့အခါအဖွားကိုဘယ်သူမှမခေါ်သွားခဲ့ကြဘူးအဖွားကသူ့သားကြီးပေးထားတဲ့လက်ဆောင်မှုလို့ခြေထောက်ဘလောက်ပဲနာကျင်နေပါစေမတော်တဲ့ဒီဖက်နှက်လေးကိုပဲစီးခဲ့တယ်မိသားစုတွေရဲ့ဆူတောင်းစာတွေထဲမှာအဖွားအတွက်တခုံးမှပါမလာတာကိုတွေ့ရတော့ကျွန်တော်တကယ်ပဲဒေါသထွက်မိတယ်အဲ့ဒီနောက်ဆေးကုသမှုခံယူနေရတော့အဖွားရဲ့ကျန်းမာရေးကတဖြည်းဖြည်းဆိုးရွားလာပြီးသပင်တွေအကုန်ရိပ်လိုက်ရတယ်နေ့တိုင်းလိုဟင်းကြံတွေကိုပဲပြန်နှွေးစားနေရပေမဲ့ကျွန်တော်ဘေးနားမှာအမြဲရှိနေပေးတာနဲ့အဖွားကတော့ကျေနပ်ပီတိဖြစ်နေခဲ့တယ်တရက်မှာအဖွားရဲ့ပတ်စံတွေခိုးခံလိုက်ရတယ် CCTV ကြည့်လိုက်တော့တခိုးကကျွန်တော်ဦးလေးဖြစ်နေတယ်ဒါတော့အဖွားကဘာမှမပြောခဲ့ပါဘူးပတ်စံသွားချေတော့လဲသူ့မောင်ကပြန်ပြီးတော့နှင်လွတ်လိုက်တယ်အိမ်ပြန်လမ်းမှာအဖွားကိုမေးမိတယ်ဘာလို့အုပ်ကူကြီးလိုချင်ရတာလဲလို့အဖွားကငါရဲ့နောက်ဆုံးနားခိုရာကတပ်ပယ်နေရင်မင်းတို့အားလုံးငါ့ကိုပိုတရိယာကြမှာပေါ့လို့ပြန်ပြောခဲ့တယ်အဖွားရဲ့အခြေအနေကပိုဆိုးလာပြီးညဘက်ဆိုနာကျင်လွန်းလို့အိမ်မရတော့ပါဘူးကျွန်တော်လုပ်ပေးနိုင်တာကတော့သူ့လက်ကိုတင်းတင်းလေးစုပ်ကင်ထားပေးဖို့ပဲရှိခဲ့တယ်ဒါပေမဲ့အဆုံးသတ်မှာအဖွားကအိမ်ကိုသူ့ရဲ့အငယ်ဆုံးသားစီပဲအမွေပေးခဲ့တယ်ကျွန်တော်ဒါကိုလက်မခံနိုင်ပဲအဖွားကိုရန်တွေ့ပြီးထွက်လာခဲ့မိတယ်အဖွားငိုနေတာကိုတောင်တစ်ချက်တောင်သတိမထားခဲ့မိဘူးအဲ့ဒီနောက်ပိုင်းအဖွားတယောက်တည်းနေထိုင်ခဲ့ရပြီးဘယ်သူမှလည်းလာမတွေ့ကြတော့ပါဘူး CCTV ထဲမှာအဖွားရဲ့အထီးကျန်နေတဲ့ပုံရိပ်ကိုမြင်လိုက်ရတဲ့အခါကျွန်တော်နှလုံးသားတွေကွဲအပ်သွားခဲ့ရတယ်အဖွားကိုလူအိုယုံပို့လိုက်ပြီဆိုတာသိလိုက်ရခြင်းပဲချက်ချင်းသွားပြန်ခေါ်ပြီးနောက်ဆုံးအချိန်ထိအတူတူနေပေးခဲ့ပါတယ်နောက်ဆုံးတော့အဖွားဆုံးပါသွားခဲ့ပါပြီနာရီနေ့မှာအဖွားကကျွန်တော်အတွက်ဒေါ်လာ1 သန်းချန်ထားခဲ့တယ်ဆိုတာသိလိုက်ရပါတယ်အဲ့ဒါတွေကကျွန်တော်အတွက်တစ်သက်လုံးချိုးချံချွေတာပြီးစုဆောင်းလာခဲ့တဲ့ပတ်စံတွေပါတယ်အဲ့ဒီတော့မှကျွန်တော်ငယ်ငယ်ကပြောခဲ့တဲ့အဖွားအတွက်အင်ကြီးကြီးတစ်လုံးဝယ်ပေးဖို့ဒေါ်လာ1 သန်းလိုချင်တယ်ဆိုတဲ့စကားကိုတတိယမိပါတော့တယ်အဆုံးမှာတော့အဲ့ဒီပတ်စံတွေနဲ့အဖွားအတွက်အကြီးဆုံးအုပ်ကူတစ်ခုကိုကျွန်တော်စောက်ပေးခဲ့ပါတယ်အခုတော့အဖွားစီရောက်တိုင်းပန်းတွေအများကြီးကိုတမင်တက်ကျဲချလေးရှိပါတယ်ဘာလို့လဲဆိုတော့ငါစီလာရင်ပန်းတွေကျဲပေးပါအဲ့ဒါဆိုငါမင်းစီပြန်လာမယ်လို့အဖွားကပြောခဲ့ဘူးလို့ပါဒါပေမဲ့အဖွားကကျွန်တော်စီဘာလို့အခုထိပြန်မလာသေးတာလဲဗျာ